ဖေနဲ့အမိရင်ဝင်ကြမောဘဝလက်နှလုံးမကုန်းလက်နဲ့တပါအကျဉ်းနာသမှုတရားကပါပင်မကြီးစွာစောင့်ရှောက်လာမယုံစတဲ့စေတနာဝမညုံပန်းလီအဖေအမိပါလူလာမြောက်အောင်ကြွေးမွေးလာအရန်ရောနဲ့အဖေနဲ့အမိနှစ်တွေကြာတော့ခါအဖေနဲ့အမေမှာသပင်ဖြူပါရင်တွန်းလာအိုမေလာကသာသမီအတွက်ဝိတရားမပြတ်နိုင်မှာကြည်ရဆုံးတဲ့တနေ့မှာသာကခွဲခွာသမီးကလည်းခွဲခွာသွားတာချစ်လေချစ်မရအတွက်သာအော်အချစ်စံဝင်သွားကြတာအဖေအိုအမေအိုကြီးခမရသူတို့တိုင်းမဝိုင်းနဲ့အတူနေဖို့ခဏပြန်လာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြစ်တာပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးလည်းနှစ်ယောက်တည်းပါအချစ်တော်မဝါလေးတဲ့မှာကြံရရပြီအဖေအမိပါကျွန်တော်တို့ငယ်စဉ်တောင်းကြီးခလေးပေါ့လူမမသိတဲ့အရွယ်ကလေးပေါ့ဦးဝဲလို့ကိုထပ်ခါစားအရွယ်ကလေးခါအဖေနဲ့အမေရဲ့ရင်ဝင်ထဲမှာထွေးပွေယူရကျင်နာမှုတွေကျွန်တော်တို့သာသမီတိုင်းအပြေဝခံစားခဲ့ရပါပါတယ်ကျွန်တော်တို့အရွယ်လေးရောက်စကားလေးမပိကလာနဲ့အဖေအမေလို့ခေါ်လိုက်တဲ့အခါမှာအဖေနဲ့အမေရဲ့ရင်ထဲမှာပီတိတွေဖြစ်ခဲ့ရတာပေါ့ဟာကြည်စမ်းမိမကြီးငါတို့သားလေးကအဖေအမေတောင်ခေါ်ရနေပြီငါတို့သမီးလေးကစကားလေးမပိကလာနဲ့ပြောထည့်လိုက်တာဟာဆိုပြီးတော့လူတကာကိုလဲကြွားခဲ့ရတာပေါ့ဗျာမကြပါဘူးကျွန်တော်တို့သားသမီးတွေနည်းနည်းလေးအရွယ်ရောက်လာမိဘတွေကပညာတွေသင်ကြားဖို့ဆိုပြီးကျောင်းတော်ကြီးကိုပို့ခဲ့ကြတာပေါ့သားသမီးတွေကပညာတွေသင်ရင်းနဲ့အရွယ်ရောက်လာပညာတွေကစုံလာတဲ့တနေ့မှာအဖေနဲ့အမေသားတို့သမီးတို့အိမ်တော်ပြုတော်မယ်လို့အဖေနဲ့အမေနဲ့ကိုပြောလိုက်တဲ့အခါမှာအဖေနဲ့အမေရင်းထဲမှာကောင်းကင်ကမိုးကြိုးကြီးပြချလိုက်တဲ့ခံစားလိုက်ရတာပါအော်ငါတို့သားတွေသမီးတွေကိုခလေးလေးတွေလို့ထင်မှတ်နေကြတာသူတို့လေးတွေကအရွယ်ရောက်လာလို့အိမ်တော်ပြုကြတော့မယ်ဆိုပါလားဒါပေမဲ့လေအဖေနဲ့အမေခမမရှိတဲ့ကြားတဲ့ခါငါသားလေးတော့လူပုံအလယ်မှာမျက်နှာမှာဆိုးလို့ဆိုပြီးမင်္ဂလာပွဲကြီးတွေကိုခန်းခန်းနာနာရင်ကျင်းပပေးခဲ့တာပေါ့သားသမီးတွေကတော့အိမ်တော်ရသားလဲကြတော့မိဘတွေရင်ဝင်ကနေပြီးတော့ခွဲခွာထွက်ပြီးတအိုးတဲ့ထူထောင်ခဲ့ကြတာပေါ့ဗျာအိမ်တော်ရဲ့သားကြသွားတဲ့သားသမီးတွေငါသားတို့ငါမရတော့ရဲ့ဆိုပြီးတော့အလုပ်တွေကိုကြိုးစားရုံးကရှာဖွေခဲ့ပြီဟိုးငယ်စဉ်တောင်းကြီးကလေးဘဝကတဲ့အခါလူလားမြောက်တဲ့အရွယ်ကြီးပြုစုဆောင်ရှောက်ကျွေးမွေးခဲ့တဲ့အဖေနဲ့အမေရဲ့မြတ်တာတရားတွေကိုတော့ကျွန်တော်တို့သားသမီးတွေမိနေခဲ့ကြပါတယ်အဖေနဲ့အမေခမလာသားတွေသမီးတွေတက်လုံးအတူတူနေသွားရှင်တာပေါ့
မိမရေငါတို့သားသမီးတွေကအိမ်အောင်ရသားကြပြီတအိုးတိမ်ထူထောင်သွားရပြီဟာငါတို့တယောက်ဘယ်လိုနေရတော့မှလဲအမေကလေအော်ယောက်ျားရဲ့ငါတို့သားသမီးတွေအိမ်အောင်ပြုတ်ပြီးအိမ်အောင်ဖွဲသွားတော့ငါတို့နေစရာအိမ်ကြီးပေါ်တော့ပေါ်ဟာဒီလိုနဲ့အဖေနဲ့အမေဟာသူတို့ရဲ့ချစ်လာပါတယ်ဆိုတဲ့သားလေးနဲ့အတူတူလိုက်ပြီးနေကြရတာပေါ့တိတ်မကြပါဘူးချွေးမရဲ့ညူညင်ပြစ်ပယ်ခြင်းကိုခံရလို့အဖေနဲ့အမေခံပြန်လာခဲ့ရပါတယ်ဒါကိုလေအမေကယောက်ျားတဲ့ဒီကငါတို့သားလေးနဲ့မနေရတော့ဘူးဆိုတော့ငါတို့မှာသမီးလေးရှိသေးတာပဲတဲ့ငါတို့သမီးကလေးနဲ့အတူတူသွားနေရမှာပေါ့တဲ့အဖေကလေအော်မိမရဲ့နေအခုချိန်นี้တော့မှာပဲနောင်နာမရသေးဘူးလားငါတို့ကိုချစ်လာပါပြီဆိုတဲ့သားအဖေနဲ့အမေနဲ့သားတစ်သက်လုံးလောက်ကင်ကြည့်ပြီးအိမ်ဦးခန့်မှာထားပါမယ်ဆိုတဲ့သားကသူ့မိန်းမကိုကြောက်ငါတို့ကိုသူ့အိမ်ပေါ်ကနေချလိုက်တဲ့ဟာနေငါနေတို့တမီးကလေးနေငါလိုက်ပြီးအောင်ပါတယ်လားနေသမီးနဲ့လိုက်နေခြင်းပါထားပါနေသမက်အပြင်ကနေမူးယူပြန်လာတဲ့ငါတို့နှစ်ယောက်ကိုဆဲဆူကျိန်းပေါင်းပြီးတော့အိမ်ပေါ်ကနေထပ်ပြီးနေချလိုက်ငါတို့လည်းမြန်မြန်ဘလို့မျက်နှာမျိုးနဲ့ပြန်လာရမှာလဲဟာဘယ်သားသမီးနဲ့မှလိုက်မနေခြင်းမတော့နဲ့ငါတို့လောက်ကင်စားနိုင်တယ်ငါတို့နေလောက်ကင်စားမယ်လောက်ကင်မစားနိုင်တဲ့ခွက်ဆက်ပြီးလမ်းလဲကောင်မှာသွားတောင်းစားမယ်ဟာဘယ်သားသမီးကိုမှငါတို့မခတော့ဘူးတဲ့ဘယ်သူမပြုမိမိကြီးပေါ်တဲ့ငါတို့ကငါတို့သားသမီးတွေကိုချစ်လို့အလိုလိုက်ခဲ့ကြငါတို့မြစ်တာထားတယ်လို့သူတို့ကငါတို့မှမြစ်တာပြန်မပေးနိုင်တဲ့ဟာငါတို့မနေခြင်းမနဲ့သားသမီးတွေကိုလည်းအပြစ်မတင်ပါတော့နဲ့ငါတို့မိသားစုတွေအတူတူနေခဲ့မှုတဲ့အင်္ဂလိပ်တွေမှာအတူတူပြန်နေကြရအောင်ဆိုပြီးအဖေနဲ့အမေခမကျွန်တော်တို့ငယ်စဉ်တောင်ကြီးခလေးပေါ်တော့မိသားစုတွေအတူတူနေခဲ့မှုတဲ့အင်္ဂလိပ်တွေမှာအထီးကျန်စွာနဲ့ကြံနေခဲ့ရပါတယ်ဒါကိုကျွန်တော်ကအထီးကျန်စွာနဲ့ကြံနေခဲ့တဲ့အဖေနဲ့အမေကိုအကြည့်တံဘဝလေးအဖေနဲ့အမေကျွန်တော်ကအချင်းလေးနဲ့အဆိုပြရခြင်းဖြစ်ပါတယ်သားသမီးတိုင်းမိဘတွေကျွေးတဲ့ခမင်းကိုပြုံပြုံလေးတွေနဲ့စားခဲ့ပြီးအသက်အရွယ်ကြီးလာတဲ့မိခင်ဖဝရီအနဲ့ကြရပြုံပြုံကလေးတွေနဲ့ပြန်ပြီးကျွေးနိုင်ကြပါလေဦးဝဲလူမူကလူလောကကိုစရောက်လာအဖေနဲ့အမေရင်ဝင်ကြမှာဖဝါလက်နှလုံးမခုံးလက်နဲ့တစ်ပါအကျဉ်းနာသမှုရိယကပါပြမကြီးသွားဆောင်ရှောင်းလာမယူစနဲ့စေတနာပါမညူပန်းလေးအဖေအမိပါလူလာမြောက်အောင်ကြွေးဝေးလာနှစ်တွေကြာတော့ခါအဖေနဲ့အမေမှာသပင်ဖြူပါရင်တွန်းလာအိုမင်းလာသားသမီးအတွက်ဝိတရားမပြတ်နိုင်မှာကြည်ရအစုံနဲ့တတိမှာသားကခွဲခွာသမီးကလည်းခွဲခွာသွားတော့ချစ်
ချစ်မရအတွက်သာအိုးအချစ်စံဝင်သွားကြတာအဖေအိုအမေအိုရီခမညာသူတို့တိုင်းအဝိုင်းနဲ့အတူနေဖို့ခက်လာပြန်နာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြစ်သာပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးလည်းနှစ်ယောက်တည်းပါအကြီးတမဝါကလေးတည်းမှာကြံခဲ့ရပြီအဖေအမေပါဒါရရတာနော်အသက်ရွယ်ကြီးလာတဲ့မိဘတွေကြီးလာတဲ့အခါဒုက္ခဝေဒနာတွေနဲ့ရင်ဆိုင်ရတဲ့ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့တေးရတေးဆိုကိုတင်တေးဆိုအောင်ရေးဆက်တည်ကုန်ထားတဲ့ခြင်းလေးပေါ့နော်